အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တွန်းလာပြီးတော့ပြပြပေးမှာကကြတော့သူတို့ပေးတစ်ခုထားပြီးလို့ရှိရင်အဲ့ဒီပေးကကိုကျွမ်းကျင်တဲ့အရာလေးနဲ့ဝင်ငွေတည်ဆောက်နိုင်ဖို့အတွက်ဝင်ငွေလမ်းကြောင်းဖောက်နိုင်ဖို့အတွက်ဘလို့တည်ဆောက်သွားလဲဆိုတော့တွန်းလာပြီးတော့ပြပြပေးမယ်နော်ဒါဆိုကိုပေးတစ်ခုထားပြီးလို့ရှိရင်အဲ့ဒီပေးကကိုအကျွမ်းကျင်ဆုံးအလုပ်ကိုလာပြီးတော့မျှဝေပေးမယ်လာပြီးတော့ပြပြပေးမယ်လာပြီးတော့တင်ပြပြမယ်ဒါမဲ့အဲ့လိုမျိုးတင်ပြတဲ့အခါကျရင်ကိုကကြအပိုင်းလေးကိုခွင့်မှာတင်ပြပေးပါတာမတာနဲ့သူများကိုဝယ်မှာဒါဆိုဘယ်လိုမျိုးလဲဆိုတော့ဥပမာအနေနဲ့ပြောပြပေးမယ်အကယ်၍ကိုကချက်ပြော့တော့ပိုင်းဆိုပါဆိုဒါဆိုရင်ကိုကချက်ပြော့ထောင်တဲ့ပေးဆိုရင်အဲ့ဒီပေးကကြတော့ကိုကချက်ပြော့တဲ့ပုံစံလေးပြပေးရမယ်တုံးဟင်းအိုးတစ်ခွက်မှာဆိုရင်ဟိုတာထည့်လိုက်ဒီတာထည့်လိုက်အဲ့မျိုးလောက်ပြပေးသွားမယ်ဒါပေမဲ့အချိုးစားကကြတော့ဒါကဒီလောက်ထည့်တယ်ဒီကဒီဟိုကထည့်တယ်ဟိုပမာဏလောက်ထည့်အဲ့လိုမျိုးအတိအကျမပြောနဲ့အတုံးပြောချင်တာအတုံးပြောနားလဲလားတုံးထည့်လိုက်ရုံပဲဒီတိုင်းချက်ပြော့နေတဲ့ပုံစံလေးကိုတုံးပြလိုက်ရုံပဲချိုးစားပမာဏဒီလောက်အတိထည့်ရမယ်ဟာကိုပြောဖို့မလို့အကယ်၍ကိုကအဲ့လိုမျိုးအတိအကျတော့ပြောမယ်ဆိုရင်တနေ့ဆိုရင်သူစိတ်ဝင်စားတဲ့လူကကြတော့ကိုကိုလာပြီးတော့ဝယ်ဖို့ဆိုတာမဖြစ်ဘူးဒါဆိုအဝယ်ဆိုတာဖြစ်လာမှာမဟုတ်ဘူးဆိုရင်ချက်ပြော့အပိုင်းပြောရမယ်နော်အကယ်၍ကိုကအဆောက်အအပိုင်းဆိုပါဆိုအဆောက်အပိုင်းမှာဆိုရင်လည်းတုံးတို့ကိုရောင်းတဲ့အရာလေးကိုတချို့ဆိုင်မှာရှိတယ်နော်ကိုရောင်းတဲ့အရာလေးကိုကြတော့နမူနာရှင်းမှာထားတာရှိတယ်အဲ့ဒါလေးကိုမီးစမ်းကြည့်လို့ရတယ်အဲ့လိုမျိုးမီးစမ်းကြည့်တဲ့ခါကျရင်သူကနည်းနည်းလေးပဲမီးတယ်လေနော်အကယ်၍သူကကြစိတ်ကြိုက်မီးအဝမီးဆိုရင်သူကဝယ်အောင်မလားမီးလာဝသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဝယ်အောင်မလားအဲ့ဒါအဝယ်ဆိုတာမဖြစ်တော့ဘူးလေနော်ဒါဆိုသူကကြတော့ဒီဆက်ချောပညာအပိုင်းလေးကိုလာပြီးတော့မျှဝေပေးနေတာလေးပါဒါဆိုရင်တို့ဆက်ချောအပိုင်းလာပြီးမျှဝေပေးတဲ့အခါမှာဆိုရင်သူကအစားလဲဆုံးအကုန်လုံးအသေးစိတ်လေးပေးနေမှာတော့တွန်းတင်တန်းဖွေးတဲ့အခါကျရင်တွန်းကိုလာဝယ်တဲ့သူရှိအောင်မှာလာဝယ်လို့မရှိဘူးဒါကြောင့်မလို့ကိုပညာထမပေးတဲ့ခါကျရင်ပညာရှိရမယ်เนาะဒါကိုကျွမ်းကျင်တဲ့အလုပ်မှာဆိုရင်အပိုင်းလေးခွဲလိုက်ဒါဆိုရင်တွန်းဆက်ချောတဲ့အပိုင်းလေးမှာတွန်းကျွမ်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဆက်ချောတဲ့အပိုင်းလေးမှာတွန်းအပိုင်းလေးပိုင်းခွဲထားတယ်ပထမပိုင်းတွန်းတို့ပတ်တန်လေးစဆွဲတဲ့ခါကျရင်တွန်းရမလားအခြေခံပတ်တန်လေးအရင်ဆွဲတယ်ဒုတိယအပိုင်းမှာဆိုရင်ဒီဇိုင်းပတ်တန်အပိုင်းဖြစ်တယ်ကိုလိုချင်တဲ့ဒီဇိုင်းပတ်တန်အပိုင်းဖြစ်တယ်တတိယမှာဆိုပိတ်စလေးညှက်တယ်စတုံးထားမှာဆိုရင်ချုပ်တဲ့အပိုင်းလာတယ်တွန်းကျွမ်းကျင်တဲ့လောက်မှာအပိုင်းလေးပိုင်းတွန်းခွဲထားတယ်ကိုဘို့မှာလည်းကိုကျွမ်းကျင်တဲ့လောက်ကိုအခုလိုမျိုးပဲအပိုင်းလေးပိုင်းခွဲပါအဲ့ဒီအပိုင်းလေးပိုင်းကိုတွန်းတော့အစကနေအဆုံးထိအစလည်းဆုံးအကုန်လုံးသိစိတ်ပေးနေပါတော့ကိုကိုတနေ့ကြာဝယ်တဲ့လူမရှိဘူးနော်တွန်းပြောနားလဲလားဒါကြောင့်မလို့အပိုင်းလေးပိုင်းမှာဆိုတပိုင်းလောက်ပဲကိုကပြင်ရဌာနလာပေးရမှာတပိုင်းလောက်ပဲကိုလာပြီးတော့ပြောပြပေးရမှာအဲ့ဒီပြောပြပေးတဲ့အခါကျရင်အယိုးရှင်းဆုံးအလွယ်ကူဆုံးနားလည်ရအလွယ်ဆုံးဖြစ်အောင်စဉ်းစားပြီးတော့ပြောပြပေးပါဒါဆိုတော့အပိုင်းလေးပိုင်းမှာဆိုရင်ပေတာတော့ပညာဌာနပေးလဲဆိုတော့ဒုတိယအပိုင်းမှာလာပြီးတော့ပညာဌာနပေးတာလေးပါပထမမေဒါနံပါတ်1ကကြတော့ကိုယ့်ရဲ့မူလအခြေခံပတ်တန်လို့ကိုပေးလို့မရအောင်เนาะဒီကျန်တဲ့3ခုကစက်တာပေးလို့ရတယ်ဒါပေမဲ့ကိုပေးတဲ့ခါကျရင်တနည်းပဲပေးမယ်အကယ်၍နံပါတ်3နည်းပေးမယ်ဆိုရင်နေ့တိုင်းနံပါတ်3နည်းနဲ့လာမယ်တော့မဆိုအမြဲတမ်းဒုတိယနည်းလေးကိုပဲဒီပဲ6ပုံဒီဇိုင်းပဲလားသူရဲ့ဒီဒီဇိုင်းဖြူပုံယူနည်းလေးကိုလာပြီးတော့မျှဝေပေးတာလေးပါနော်အဲ့လိုမျိုးလာပြီးတော့မျှဝေပေးတဲ့အခါကျရင်ကိုတင်တာလေးကိုတို့ကြိုက်တယ်တို့ရှင်းတယ်တို့နားလဲတယ်ဆိုရင်အဝယ်ဆိုတာဖြစ်လာလိမ့်မယ်နော်အဝယ်ဆိုတာတို့ကိုလာဝယ်တော့မယ်ကိုကျွမ်းကျင်တဲ့လောက်ကိုလာပြီးတော့တင်ပြတဲ့အခါကိုလာပြီးတော့ပြောပြတဲ့အခါတို့ကနားလဲရလွယ်ပြီးတို့အတွက်လွယ်ကူမယ်တို့ပြောတာတို့နားလဲမယ်ဆိုရင်ဒါဆိုရင်အဝယ်ဆိုတာဖြစ်လာလိမ့်မယ်အဲ့လိုမျိုးအဝယ်ရှိမှဒီပေကရေရှည်ဆက်ပြီးတော့တည်မြဲမှာအကယ်၍ဒီပစ်ကဝင်ငွေလမ်းကြောင်းမရှိလို့ရှိရင်တို့ဆက်ပြီးတော့ဒီမြဲပို့အတွက်ရည်စည်ဆက်ပြီးတော့တွားဖို့အတွက်ခွန်အားတွေမရှိဘူးအင်အားတွေမရှိဘူးเนาะဒီပစ်ကဆက်ပြီးတော့ဒီစောင်းနိုင်ဖို့အတွက်ဆက်ပြီးတော့ဒီမြဲဖို့အတွက်ဒီပစ်မှာဝင်ငွေလမ်းကြောင်းဆိုတာအောင်ရှိမှရမယ်ဝင်ငွေလမ်းကြောင်းထိုးဖောက်နိုင်မှရမယ်နော်ဒါကြောင့်မလို့ကိုကျွမ်းကျင်တဲ့အလုပ်ကိုလာပြီးတော့ sharing လုပ်တဲ့အခါကျရင်အပိုင်းလေးကိုခွဲပြီးပညာပေးတတ်ပါစေလို့တုံ့ပြန်ပေးချင်ပါတယ်အားလုံးပဲတောင်းလာပါ